ဒါပရိသတ်တွေကိုလည်းကျွန်တော်တောင်းပန်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်၃ချက်ပြောထားတယ်ပထမအချက်ပြောထားတဲ့ဥစ္စာကို conclude လုပ်မယ်ဆိုရင်တော့ဒေါ်လာကြီးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်မှပဲနိုင်တယ်ဆိုတာဖြစ်မှာဖြစ်တဲ့အတွက်CRPH NUG တိတ်အရေးကြီးတယ်အဲ့တော့ဒါပြုပြင်ပြောင်းလဲရေးလုပ်ရမယ် CRPH ကြောင့်တာလေနိုင်ငံတကာကအတိမတ်ပြုခံရတာဖြစ်တယ်ဘာကြောင့်လဲ2020ရွေးကောက်ပွဲကတက်လာတဲ့ဖွဲ့စည်းဖြစ်တယ်ဒါကြောင့်သူတို့ရဲ့တက်တန်းကအခုဇန်နဝါရီလ2026ဇန်နဝါရီလဆိုရင်တော့ CRPH ရဲ့တက်တန်းအကုန်တော့မှဖြစ်တဲ့အတွက်အဲ့ဒီတက်တန်းမကုန်ခင်မှာဘလို့မျိုးနိုင်ငံကြီးအခင်းချင်းနဲ့ပဲလုပ်ရမလဲဆိုတဲ့ဥစ္စာကိုတစ်ဆိုင်တဲ့သူတွေကကြိုတင်စဉ်းစားပါစဉ်းစားတဲ့နေရာမှာအခု NUCC ပုံစံကတော့အစင်မပြေတော့တဲ့အတွက်အားလုံးတပီလုံးအတိုင်းအတာနဲ့ပါဝင်နိုင်တဲ့နိုင်ငံကြီးကောင်စီလိုမျိုးကိုဖွဲ့စည်းပါဖွဲ့စည်းတဲ့နေရာမှာကျွန်တော် EAOD ကိုလည်းကျွန်တော်တောင်းဆိုချင်တယ်အခုက EAOD ဆိုတဲ့ဥစ္စာကအားကိုးရမဲ့ဖွဲ့စည်းဖြစ်နေတဲ့အတွက်မာနမတက်ဖို့ NUG ရတော့လကောင်း CRPH ရတော့လကောင်းတပီလုံးအတိုင်းအတာနဲ့ပြည်ထောင်စုအဆင့်ကိုနိုင်ငံရေးဖော်ဆောင်မယ်ဆိုရင်တော့တို့လက်ခံပါပူပေါင်းပါတာမာနမတက်ကြပါနဲ့အခုသိပြီအငင်းအောင်တုံးဖော်ရလည်းပါတတ်နိုင်လို့လေကြည့်ပါလားတရုတ်ကတစ်ချက်လွတ်တာနဲ့တို့ကလည်းဖြိုဖျဲဖြစ်နေပြီအဲ့ဒါကြောင့်တရုတ်တပေါက်နဲ့မရဘူးတပီလုံးအတိုင်းအတာနဲ့ EAOD အားလုံး NUG နဲ့ CRPH နဲ့လက်တွဲပါမတွဲလို့ကတော့မနိုင်ဘူးအဲ့ဒါတေးတေးချာချာမှတ်ထားရမယ်နောက်ပြီးတော့မှစစ်တိုက်တယ်ဆိုတာတိုင်းသားနေမြေတစ်ခုထဲနဲ့မနိုင်တော့ဘူးပြည်မမှာနေပြည်တော်တို့ရန်ကုန်တို့မန္တလေးတို့ကိုတိုက်နိုင်မှသာလျှင်စစ်ပွဲရနိုင်မှာအဲ့ဒါမနိုင်မချင်းကတော့လေရင်နဲ့ပဲကျွန်တော်တို့ခံနေရအောင်မှာမြုပ်သိမ်းရင်လည်းပဲနေလို့ရမှာမဟုတ်ဘူးအဲ့ဒါတွေကတော့တိချအတွေ့အကြုံအဖြစ်ခင်ဗျားတို့မြင်ပြီအဲ့ဒါကြောင့်လက်တွဲပြီးတော့မှ CEO နိုင်ငံကြီးကို EAOD နဲ့အခုရွေးကောက်ခံလွှတ်တော်အမတ်ဒီ NUG ဒီနဲ့လက်တွဲပါမတွဲချင်မဲနဲ့မရဘူးတွဲကိုတွဲပါဆိုပြီးတော့မှကျွန်တော်ကချင်းလဲကောင်စီဒုဥက္ကဋ္ဌအနေနဲ့လည်းဖြစ်မယ်တိုက်တွန်းချင်တယ်အခြေအနေမကောင်းဘူးဘာဖြစ်လို့လဲမြောင်လှိုင်ကရွေးကောက်ပွဲလုပ်ရမှာလုပ်ပြီးဆိုရင်တော့တရုတ်ကလည်းထုံးစံတိုင်းလုပ်အောင်မှာဆိုတော့အဲ့ဒါလေးကို message တစ်ခုပေးစင်တယ်နောက်ချင်းပီအစ်စ်မှာနင်းက brotherhood ရဲ့နင်းကချင်းလဲကောင်စီဆိုတဲ့ဥစ္စာကအခုကလုံမနေနဲ့တော့အဲ့တော့အေးကိုလည်းကျွန်တော်ပြောချင်တယ်အခုကတော့အချိန်တန်ပြီဂျေစုပြီးချင်းပီကနဲ့နောက်ဆုတ်ပြလိုက်တော့အခုကစခိုင်လဲတော်တော်များများသိနေပြီဆိုတော့ချင်းပီမှာနေအောင်မေဆိုရင်ကျွန်တော်တို့ချင်းလဲကောင်စီနဲ့ brotherhood ချင်းဗါလဲ ICNCC တို့ CB တို့ပေါင်းစည်းဖို့အတွက်အဟန့်တားဖြစ်နေတယ်အေးကနေပြီးတော့မှအဟန့်တားဖြစ်စေတယ်ကျွန်တော်တောင်းဆိုချင်တယ်အစင်ပီမှာမဟုတ်ဘူးလူမျိုးဆိုတာရှိတယ်ကိုမိသားစုဆိုတာရှိတယ်အေးထဲတော့စခိုင်ထဲတော့ကျွန်တော်ချင်းပီကိုပူချစ်တယ်အဲ့ဒါခဏပြောတယ်ထပ်ပြောအောင်မလားမသိဘူးအဲ့ဒါကြောင့် CB brotherhood ဒီရလည်းပဲအေးကိုနေမြေမှာမထားနဲ့တော့မဟာမိတ်တော့လောက်ပါပြဿနာမရှိဘူးမဟာမိတ်ကိုဖြစ်ပါလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးချင်းပီမှာတော့လက်ရှိဖြစ်နိုင်နေဆိုရင်တော့မတူပီတို့ complete တို့မင်းသားမရာနေတို့မှာတော့မထားနဲ့တော့ CB ဒီရလည်းပဲ brotherhood ဒီရလည်းအေးကိုကောင်းပြောပါပြန်လိုက်တော့အခုတော့တော်စင်ပြေသွားပြီကျေးဇူးတင်တယ်လို့ဆိုပြီးတော့မှပြန်ခိုင်းလိုက်ပါပြဿနာပူရှုပ်လာမယ်အဲ့ဒါကိုကျွန်တော်ပွင့်လေးပြောချင်တယ်နောက်ပြီးတော့မှရင်တော့က CB ရဲ့ဗါလဲ CC ရဲ့ဆိုတဲ့ဥစ္စာတွေကတော့ထားလိုက်တော့အခုကအတူတကွလုံးဝအစင်မပြေပါဘူးခက်ခဲမယ်ပျက်စီးသွားမယ်ဆိုတဲ့ဥစ္စာဆိုရင်တထိတ်နဲ့ကျွန်တော်တို့ပြောနေတဲ့ဖွဲ့စည်းပုံကိုပြင်ပေးမယ်ဆိုတဲ့ဥစ္စာလမ်းကြောင်းကနေအခုတော့အားလုံးလိုက်လို့လိုက်ပြီဖွဲ့စည်းပုံအတိရေးဆွဲမယ်လို့ကျွန်တော်တို့ပြောလိုက်ပြီဆိုတော့အဲ့ဒါကျင်နှက်လိုက်တော့ဆိုတော့အတူတကွကျွန်တော်တို့တွားမယ်ငါနေမယ်နင်းမယ်နေမယ်ဆိုပြီးတော့မှအချင်းချင်းမလုပ်ကြပါနဲ့အဲ့တော့အချင်းချင်းတွားကြပါကိုနေမယ်ဆိုတာမရှိတော့ဘူးတွားလာလှုပ်ရှားကြပါဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်တိုက်တွန်းချင်တယ်နောက်ပြီးတော့မှEAO အနေနဲ့ CNF ကိုအားကောင်းအောင်လုပ်ပါ CNF နဲ့ပူပေါင်းပါ CNF နဲ့ပူပေါင်းပါမပူပေါင်းဘူးဆိုရင်တော့တော်ကျွန်တော်တို့ CDF တွေလည်းခက်ရှိတယ်ထိုနည်း၎င်းပဲ CDF တွေ CNF ကလည်းပဲ CDF လေးတွေကိုအသုံးပြုတတ်ပါလက်တွဲပါနောက်ပြီးတော့မှကျွန်တော်တို့က CDF လေးတွေကလူငယ်တွေဖြစ်တဲ့အတွက်တက်ကြွတယ်
ပြောဆိုတွေမှားတတ်တယ်တောင်စုမှုတောင်ခါမှုတအားနေတယ်အဲ့ဒါတွေကိုလည်းပဲ CNF စီနေရလည်းပဲနားလေပေးပါဟောဘာလဲကြမ်းကြမ်းတန်တန်နဲ့စုမြအစားတော့အဲ့လိုမဟုတ်ဘူးနော်ဆိုမှနည်းနည်းဟိုကျွန်တော်တို့ကိုဖြောင်းဖြပေးပါလို့ကျွန်တော်တောင်းဆိုရှင်တယ်နောက်ပြီးတော့မှအဲ့ဒီချင်းပီဘလို့တိဆောက်မလဲဆိုတဲ့ဥစ္စာကတော့အခုနပြောတဲ့အတိုင်းပဲသွားမှဖြစ်မယ်နှုတ်မဟုတ်ရင်တော့ကြာဆွဲခံရမယ်ဒါချင်းဒီထဲတော့ AA ကတော့ CNF ထဲတော့ AA ကသူများအဲ့တော့ AA ထဲတော့ CNF ကကျွန်တော်တို့ချင်းဒီကိုပို့ချစ်မယ်ဆိုတာကတော့အားလုံးသဘောပေါက်နားလည်ပါနောက်ပြီးတော့မှလူတူတယောက်ကိုမုံလို့အဖွဲ့အစည်းကိုမဥဆောင်ပါနဲ့လူတူတယောက်မုံလို့အဖွဲ့အစည်းကိုဥဆောင်မယ်ဆိုရင်တော့ကျွန်တော်တို့ကွဲမယ်အဲ့ဒါတွေကလည်းကျွန်တော်တို့စဉ်းစားဖို့လိုတယ်နောက်ဆုံးဒေသန္တရကိစ္စဒေသန္တရမှာဒေသန္တရတပ်ဖွဲ့တွေကရှိနေတယ်အခုလို့စေဒေသန္တရတပ်ဖွဲ့ဖြစ်ဒေသန္တရအုပ်ချုပ်ရေးဖြစ်ပြည်သူလူထုထောက်ခံမှုအကျဆင်းတယ်အဲ့ဒါတော့ဝန်ခံရအောင်ကျွန်တော်ကဒေသန္တရဖွဲ့ကဆိုတော့ကျွန်တော်မညမတာကျွန်တော်ပြောမယ်ကျွန်တော်တို့ဒေသန္တရအဖွဲ့ဒီမြို့နယ်နဲ့ဒေသတွေကိုကျွန်တော်ဖာချင်တဲ့ဥစ္စာကပြည်သူလူထုထောက်ခံမှုကျဆင်းနေတယ်နော်ဘာကြောင့်လဲကျွန်တော်တို့စဉ်းစားအောင်အပြုမှုမကောင်းလို့လားအပြုတ်ဆိုမတော်လို့လားညံ့လို့လားဒါမှမဟုတ်အကျင့်မကောင်းလို့လားအတွေ့အခေါ်မကောင်းလို့လားအဲ့ဒါတွေဆန်းစစ်ရပါအဲ့ဒါတွေကျွန်တော်တို့အားကောင်းလာအောင်လုပ်ရအောင်နောက်ပြီးတော့မှအခုတို့ကစိတ်ဓာတ်ကြတယ်ဝတ်နေတယ်ဆိုတဲ့ဥစ္စာကတုတ်ဒေသန္တရမှာမြို့နယ်နေဒေသမှာတော်တော်များများရှိတယ်ဒါတွေကစိတ်ဓာတ်ကြဆရာမလို့ပါဘူးဟိုတပ်ဖွဲ့တိဆောက်တယ်ဆိုတာနေတဲ့ကိစ္စမဟုတ်ဘူးအခုကမြို့နယ်နေဒေသဖက်ကဒေသန္တရဖက်ကငွေချေရရှိမှုတွေတော်တော်နေလာတယ်နေလာတာကတော့ထုံးစံတဘာဝကြတယ်ဘာဖြစ်လို့တဘာဝကြတယ်လဲတပ်ကိုဒေသန္တရတပ်ဖွဲ့တစ်ခုကထိမ့်ဖို့မလွယ်ဘူးအဲ့ဒါတော်တော်ခက်တယ်ပြီးရင်လည်းပဲဥဆောင်တဲ့သူတွေကလည်းပဲကျွန်တော်တို့ဖက်ကလူငယ်တွေများတယ်နော်အဲ့ဒါကြောင့်လူငယ်ဆိုတာအားလုံးသိဖို့လိုတယ်အသက်40အောက်ကလူငယ်အသက်40နဲ့60ကျက်ကလူလက်ပိုင်း60အထက်ကလူကြီးလို့ခေါ်တာအဲ့ဒီအားလုံးကအဲ့ဒီလူငယ်နဲ့လူကြီးကြားမှာအထင်မြင်လွဲတာတွေပါတယ်ခဏခဏရှိတယ်မရှိပါနဲ့လူငယ်ဆိုတာတေချွတ်တယ်နောက်ပြီးတော့မှတတိရှိတယ်လှုပ်မစင်စားပဲနဲ့တခါလေကြတော့လှုပ်တယ်ဆိုတဲ့ဥစ္စာတွေရှိကောင်းရှိနိုင်တယ်ပြဿနာမဟုတ်ဘူးတော့တာဝန်ယူမှုတာဝန်ခံမှုကအားနဲ့တက်တယ်ဒါလေးလည်းဝန်ခံရမယ်ဆိုတော့ကျွန်တော်ဒီတန်တရာမှာစိတ်ဓာတ်ကြဆမလို့ဘူးအရင်တော့ကတက်က200ရှိမယ်အခု100ရှိမယ်ပြဿနာမဟုတ်ဘူးတပ်များတာနေတာဒီကမဟုတ်ပဲနဲ့ရှိတဲ့တက်ကိုအစီအချင်းရှိအောင်လုပ်ရအောင်ကောင်းကောင်းကျွေးမွေးရအောင် comment control ကောင်းကောင်းပေးရအောင်ပြီးရင်လည်းပဲခက်တာကဘာကြောင့်ဒေသန္တရတပ်ဖွဲ့တွေကိုမထိနိုင်တယ်လဲဆိုရင်တော့လူငယ်အချင်းချင်းထိရတာမလွယ်ဘူးခေါင်းဆောင်ကလည်းလူငယ်ရဲဘော်ကလည်းလူငယ်ဆိုတော့ကြာလာရင်တော့ထိနိုင်မှာမဟုတ်ဘူး CNF စီနေကြတော့တက်ကလူငယ်ထိတဲ့သူကလူကြီးဆိုတော့ဒါအဆင်ပြေတယ်လူငယ်ဆိုတာတဘာဝကလူကြီးတွေကိုတော့ပို့ပြီးတော့မှကြောက်ရွံ့ယူသေးတာကတော့ရှိစမြဲပဲအဲ့ဒါကြောင့်ဒါလေးတွေကတော့လူငယ်ကလည်းလိုအပ်တယ်လူကြီးကလည်းလိုအပ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်ပြီးရင်ပထမဆုံးကျွန်တော်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ကျွန်တော်တို့ချင်းပီမှာအထူးသဖြင့်သတိထားဖို့ရှိတယ်ဘာကြောင့်လဲတော့မသိဘူးအရက်ကတော်များလာတယ်အရက်ပိုးများလာတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်စိုးရင်လို့ပါဥပမာကျွန်တော်တို့တပ်သားတွေအရက်တောက်တာတို့ဘာတို့ကတော့ကျွန်တော်မပြောလို့ဘူးလူငယ်တွေဖြစ်တဲ့အတွက်ပြဿနာမထားချင်ဘူးတုတ်တော့လူငယ်ပဲဖြစ်လူကြီးပဲဖြစ်နိုင်ငံရေးဥဆောင်တဲ့သူတွေရဲ့အတွက်တော့အရက်ကအဆင်မပြေဘူးနိုင်ငံရေးဥဆောင်မှုကနေပြီးတော့မှကျွန်တော်တို့တပ်ဖွဲ့တွေကတွားတာကိုကျွန်တော်တို့တပ်မတော်ကောင်းဖြစ်ဖို့အတွက်ကျွန်တော်တို့ရဲ့ policy ချက်မှတ်တဲ့လူကြီးတွေကအရေးကြီးတယ်ကျွန်တော်တို့ policy ချက်မှတ်တဲ့လူကြီးတွေကအရက်မူးနေမယ်တောက်နေမယ်ပစ္စလက်ခနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲဘော်လေးတွေကရဲဘော်ကောင်းမွေးထုတ်နိုင်မှာမဟုတ်ဘူးနောက်ဆုံးကြတော့ပြည်သူလူထုကလည်းတို့ကိုမယုံကြည်တော့ဘူးအဲ့ဒါကြောင့်တာလေကျွန်တော်တို့ရဲ့ sponsor တွေအားနေလာတာလေတပိုင်းပါလိမ့်မယ်အဲ့ဒါကြောင့်လူငယ်ပဲဖြစ်လူကြီးပဲဖြစ်တတ်မဟုတ်ပဲနဲ့နိုင်ငံကြီးတာဝန်ကိုယူထားတဲ့မူဝါဒကိုချတဲ့သူအုပ်ချုပ်ရေးလုပ်တဲ့သူတွေကတော့အရက်တေစာတောက်ချင်းကိုစောင့်ကြည့်မှဖြစ်မယ်အဲ့ဒါအရက်တို့ဘာလို့ဆိုတာအထင်သေးလို့မရဘူးအခုလက်ရှိအဲ့ဒါကိစ္စနဲ့ကျွန်တော်တို့ပျက်စီးနေတယ်ဆိုတဲ့ဥစ္စာကျွန်တော်တီးလို့ကိုဟာကိုမညာတာပဲတော့ကျွန်တော်ပြောချင်းဖြစ်ပါတယ်
အဲ့ဒါပြုပြင်ရအောင်နှုတ်မဟုတ်ရင်တော့ဘုရားသခင်ကလည်းနှုတ်ပေါ်မှာကျင့်တတ်မှာမဟုတ်ဘူးပြည်သူလူထုကလည်းကျင့်တတ်မှာမဟုတ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကပျက်စီးကြောင်းကိုပဲကျွန်တော်တို့ကသွားတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်အားလုံးကိုကျွန်တော်နှုတ်ညွတ်တောင်းဆိုရှင်တဲ့ကိုကလည်းပဲဘယ်နေရာမှာမကောင်းတယ်လေဆိုတဲ့ဥစ္စာကိုလည်းပဲကျွန်တော်ရှင်းချင်ရမှာတခါတလေကြတော့ online မှာအများကြီးအဝေဖန်ခံရတယ်အဝေဖန်ခံတဲ့နေ့အချိန်မှာကျွန်တော်ကတော့ခရုမဆိုင်ဘူးတုတ်တော့ဝေဖန်တဲ့တိုင်းမှာအိုးအဲ့ဒါလေးတွေကတော့ပြုပြင်စရာလိုတယ်ဆိုတဲ့ဥစ္စာတွေ့ရင်ပြုပြင်ရအောင်အဲ့ဒါသိရှိကြည့်တယ်နှုတ်မဟုတ်ရင်တော့မရဘူးနှုတ်လက်ထဲမှာချင်းပီတူလူထုအသက်အိုးအိမ်စီးစိမ်ကံကြမ္မာရောက်နေပြီဖြစ်တဲ့အတွက်တေးချာမစင်စားပဲနဲ့ဒီတိုင်းဆက်သွားနေမယ်ဆိုရင်အားလုံးပြတ်တုံးကြီးကိုသွားနေပြီဆိုတဲ့ဥစ္စာကိုCC ရော GB ရော ICCC ရောကျွန်တော်ပြောချင်တယ်ဒါပဲအဲ့ဒါစပေါ်တာတွေကလည်းပဲပြောဆိုတဲ့အတိုင်းစကားကိုဆောက်မပြောပါနဲ့ဒါတောင်ယူမှုတောင်ခံမှုမရှိဘဲနဲ့ပြောမယ်ဆိုရင်နားမလဲတဲ့ပြည်သူလူထုတွေကိုဝေဝါးစေတယ်ဒုက္ခရောက်စေတယ်ဆိုတဲ့ဥစ္စာကိုလည်းပဲ line ပေါ်မှာဆောက်ရေးနေတဲ့သူတွေကိုလည်းကျွန်တော် warning ပေးရှင်းတယ်လူထုကတူကြတာမဟုတ်ဘူးအတွဲအခွန်ညံ့တဲ့သူတွေရှိမယ်မစင်စားတတ်တဲ့သူတွေရှိမယ်အဲ့ဒါမျိုးတွေကအနှောက်အယှက်တော်ဖြစ်တယ်အားကြောင့် line ပေါ်မှာကျွန်တော်တို့တွေ့တော့ပြဿနာမဟုတ်ပေမဲ့မဟုတ်မှားတွေမရေးဖွင့်အတွက်ဒါနောက်ဆုံးအနေနဲ့ကျွန်တော်ကပြောချင်တဲ့ဥစ္စာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေ